စိမ်းအောင်လည်းမိတ်ဆွေများမင်္ဂလာပါခင်ဗျာဒီနေ့မှာတော့ကျွန်တော်ကကိုယ့်ရဲ့ဖုန်းထဲပေါ့နော်စိမ်းအောင်လည်း software ကိုဘယ်လိုမျိုး install လုပ်ရမလဲပြီးရင်account ဘယ်လိုဖွင့်ရမလဲဆိုတဲ့အစီအစဉ်ကိုလက်တွေ့ပြသသွားမှာဖြစ်ပါတယ်ဆိုတော့ပထမဆုံးအနေနဲ့ကျွန်တော်တို့ Google Play Store ကိုဝင်ဖို့လုပ်ပါမယ်တစ်ချက်ဝင်လိုက်မယ်ပေါ့နော်ဆိုတော့ Google Play Store ကိုဝင်လိုက်မယ်ဆိုလို့ရှိရင်ကျွန်တော်အောက်ဆုံးမှာပေါ့နော် menu ပုံလေးနဲ့ကျွန်တော်တို့ဟိုရှာလို့ရတာလေးရှိရပေါ့နော်အဲ့ဒါလေးကိုကျွန်တော်တစ်ချက်နှိပ်လိုက်မယ်ပြီးရင်ကျွန်တော်တို့ Greenway ဆိုပြီးတော့ရိုက်ရှာလိုက်မယ်ပေါ့နော်ဒီမှာပေါ့နော်ကျွန်တော်တို့ဒုတိယမြောက်မှာပေါ့နော်အစိမ်းရောင်နောက်ခံမှာတည့်ရွက်ပုံလေးနဲ့ကျွန်တော်တို့ Greenway ကိုတွေ့မယ်အဲ့ဒါလေးကိုကျွန်တော်တို့နှိပ်လိုက်မယ်ပြီးရင် install ဆိုတာလေးကိုကျွန်တော်နှိပ်လိုက်မယ်ပေါ့နော် install လုပ်တာကကြတော့ကျွန်တော်တို့ဒီကိုယ့်ရဲ့ internet line အရှိန်တွေပုံမူတည်ပြီးတော့ပေါ့နော်နေတာမြန်တာကွာရှားတာလေးတော့ရှိမှာပေါ့နော်ဒီမှာကျွန်တော်တစ်ချက်ဆောင်းလိုက်မယ် internet line okay download ဆိုရပြည့်သွားပြီ install လုပ်နေတဲ့ဟာလေးကိုကျွန်တော်ခဏဆောင်းလိုက်ပြီပေါ့နော် okay ဆိုတော့ကျွန်တော်ပွင့်သွားပြီပေါ့နော်ဒီ install လုပ်တဲ့ဖြစ်စဉ်ပြီးသွားပြီဆိုတော့ကျွန်တော် open ဆိုတာလေးကိုတစ်ချက်နှိပ်လိုက်မယ်ပြီးရင်ဒီမှာကျွန်တော် install တင်ပြီးချင်းမှာပေါ့နော်ကိုကတခါမှ account လေးမဖွင့်ဘူးသေးဘူးပထမဆုံးအနေနဲ့စဝင်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒါမျိုးလေးပေါ်လာမှာဖြစ်တယ်ပေါ့နော်ဒီနေရာမှာကျွန်တော်တို့ကအကောင့်ဖွင့်မယ်ဆိုလို့ရှိရင်ပုံစံ၃မျိုးနဲ့ဖွင့်လို့ရပါဘောเนาะတစ်ခုကဖုန်းနံပါတ်နဲ့ဖွင့်မယ်နောက်တစ်ခုကကျွန်တော် Google account နဲ့ဖွင့်မယ်နောက်တစ်ခုကကျွန်တော် Facebook account နဲ့ပဲဖွင့်မယ်ပေါ့တကယ်လို့ကိုကလောလောဆယ် account မဖွင့်ချင်သေးဘူးဆမ်းမဲသုံးကြည့်ချင်မယ်ဆိုလို့ရှိရင်အဆန်းသုံးကြည့်မျိုးနှိပ်လို့ရတယ်ပေါ့เนาะဆိုတော့ဒီမှာကျွန်တော်ကဖုန်းနံပါတ်နဲ့ဖွင့်တဲ့ပုံစံလေးကိုကျွန်တော်ပြသွားမယ်ပေါ့เนาะဆိုတော့ဖုန်းနံပါတ်နဲ့ဝင်ပြီဆိုတာလေးကိုနှိပ်လိုက်လို့ရှိရင်ဒီလိုပေါ်လာမယ်ပေါ့နော်ဆိုတော့ကိုကအကောင့်ဖွင့်ဖို့လဲဆိုလို့ရှိရင်လေကိုအကောင့်ဖွင့်ဖို့တဲ့ဖုန်းနံပါတ်လေးကိုတစ်ချက်ရိုက်ထည့်လိုက်ပေါ့နော်အပြင်ဆက်လက်ရေးဆိုတာနှိပ်လိုက်လို့ရှိရင်သူကဘယ်လိုပြောမလဲကိုအရင်ဖွင့်ပြီးသားအကောင့်မရောက်သွားဘူးပေါ့နော်ဒီမှာတော့ကျွန်တော်ကအကောင့်အသစ်ဖွင့်မှာဖြစ်တဲ့အတွက်ဖုန်းနံပါတ်လေးတစ်ချက်ရိုက်ထည့်လိုက်ပါပေါ့နော်ဆိုတော့ OTP ကိုတစ်ချက်စောင့်ပါပေါ့နော်တခါတလေမှာဘာဖြစ်တက်လဲဆိုတော့ကျွန်တော်တို့ကဒီ operator ပေါ်မူတည်ပြီးတော့ပေါ့နော် OTP မကြတာမျိုးလေးလည်းရှိရတယ်ပေါ့နော်အဲ့လိုရှင်နေမှာဆိုလို့ရှိရင်တော့ဒီဖုန်းနံပါတ်နဲ့မဟုတ်ဘဲနဲ့ကျွန်တော်တို့တခြား Google account တို့ Facebook account တို့နဲ့ဝင်တာမျိုးကျွန်တော်တို့account ဖွင့်လို့ရတယ်ပေါ့နော်ဆိုတော့ဒီမှာတော့ကျွန်တော်ကကုတ်ကြလာတယ်ပေါ့နော်ကုတ်လေးကိုကျွန်တော်တစ်ချက်ရိုက်ထည့်လိုက်မယ် Okay ကုတ်ကိုရိုက်လိုက်ပြီပြီးရင်ကျွန်တော်ဆက်လက်ရေးဆိုတာလေးကိုကျွန်တော်နှိပ်လိုက်Okay ဆိုတော့ဒီနေရာမှာကျွန်တော်တို့ကစပြီးတော့ကိုယ့်ရဲ့အလောက်ကန်ကိုရွေးချယ်ရမယ်ပေါ့နော်ကိုကတောင်သူဦးကြီးလားဒါမှမဟုတ်စိုက်ပျိုးပညာရှင်လားမွေးမြူပညာရှင်လားစသဖြင့်ကျွန်တော်တို့အလောက်ကန်နေရှောင်မျိုးလောက်ဖော်ပြထားရပေါ့နော်တကယ်လို့ကိုယ့်ရဲ့အလောက်ကန်ကဒီရှောင်မျိုးထဲမှာအကျုံးဝင်လို့ဆိုလို့ရှိရင်အရှားဆိုတာကိုနှိပ်ပြီးတော့ကျွန်တော်ရွေးလို့ရတယ်ပေါ့နော်ဆိုတော့ဒီတစ်ခေါက်မှာတော့ကျွန်တော်ကတောင်သူလယ်သမားဆိုတာကိုစမ်းပြီးတော့ရွေးကြည့်လိုက်မယ်ပေါ့နော်ဆိုတော့တောင်သူလယ်သမားဆိုတာလေးကိုရွေးပြီးလို့ရှေ့ကိုဆက်သွားလိုက်မယ်ဆိုလို့ရှိရင်ကျွန်တော်အမည်ရေအသက်ရေကြားမရေပေါ့နော်ကျွန်တော်တွေ့ရမှာဖြစ်တယ်ပေါ့နော်အမည်မှာကျွန်တော်ကလူကြီးဆိုပြီးတော့ကျွန်တော်အစမ်းထည့်လိုက်မယ်အသက်မှာတော့30ပေါ့ဆိုတော့တကယ်လို့မှကျွန်တော်တို့ကကိုယ့်ရဲ့ပုံလေးပေါ့နော်ကိုထားခြင်းတဲ့ပုံလေးတင်ခြင်းနဲ့ဆိုလို့ရှိရင်ကျွန်တော်တို့ကဒီမှာကင်မရာပုံလေးရှိရပေါ့နော်အဲ့ဒီကင်မရာပုံလေးကိုကျွန်တော်တစ်ချက်နှိပ်လိုက်ပေါ့နော်အဲ့မှာပုံရွေးနဲ့ပုံရိုက်ဆိုပြီးတော့ကျွန်တော်နှစ်မျိုးပေါ်လာတယ်ဒီမှာတော့ကျွန်တော်ပုံရွေးကိုပဲစမ်းပြမယ်ပေါ့နော်တကယ်လို့ပုံရိုက်ဆိုတာကိုရွေးလိုက်မယ်ဆိုလို့ရှိရင်တော့ကင်မရာနဲ့ကိုယ့်တပ်ပုံကိုရိုက်လို့ရမယ့်နေရာလေးကိုရောက်သွားမှာပေါ့နော်အဲ့မှာကိုစပီပုံပဲဖြစ်ဖြစ်ပုံတစ်ခုကိုရိုက်ပြီးတော့ကိုက profile ပုံထားလို့ရတယ်ပေါ့နော်ဒီမှာတော့ပုံကြီးကိုကျွန်တော်တစ်ချက်စမ်းကြည့်လိုက်မယ်ဒီမှာပုံလေးပေါ်လာရပေါ့နော်ပုံလေးပေါ်လာဆိုတော့ကျွန်တော်ဒီမှာတွေ့တဲ့ပုံလေးကိုပဲအစမ်းတစ်ခုရွေးလိုက်မယ်ပေါ့နော် okay ဒီမှာကျွန်တော်အသက်ကတစ်ချက်ပျောက်သွားလို့အသက်ပြန်ပြီးတော့ထည့်လိုက်မယ်ဒီမှာကျွန်တော်စောနာကရွေးထားတဲ့ကြောင်ပုံလေးပေါ်လာတယ်ပေါ့Okay အဲ့ပြင်ကျွန်တော်ရှေ့တို့ဆိုတာလို့ဆက်နှိပ်လိုက်မယ်ဒီမှာကျွန်တော်တို့ကစပြီးတော့ကိုယ့်ရဲ့နေထိုင်တဲ့တိုင်းနယ်ပြည်နယ်ရေးစရာတွေပေါ်လာပြီပေါ့နော်ဒီတိုင်းနယ်ပြည်နယ်ရေးရတယ်ဆိုတာကလည်းပေါ့နော်ထည့်ရတယ်ဆိုတာကလည်းကျွန်တော်တို့ဒီအစိမ်းအောင်လမ်းမှာမိုးလေဝသနဲ့ပတ်သက်တဲ့ဖော်ပြချက်တွေရှိရပေါ့နော်ကိုယ့်ရဲ့နေထိုင်ရာဒေသကိုထည့်သွင်းပေးမယ်ဆိုလို့ရှိရင်ဒီမိုးလေဝသအချက်လက်တွေကိုလည်းသူတို့အမှန်ကန်ကန်ပြသပေးနိုင်မှာဖြစ်တယ်ပေါ့နော်နောက်တစ်ခါကျတော့ကျွန်တော်တို့ဒေသအလိုက်ပေါ့နော်သက်ဆိုင်ရာဒီစောင်းပါးတွေပြီးတော့သတင်းအချက်လက်တွေကိုကျွန်တော်တို့ notification ပို့ပေးရလေးလည်းရှိရပေါ့နော်အဲ့လိုအချက်လက်တွေပို့ပေးဖို့ဆိုတာကလည်းဒီကိုယ့်ရဲ့နေထိုင်ရာဒေသတွေကိုဖြည့်ထားမှာပို့ပြီးတော့ဒီအချက်လက်တွေကိုရရှိနိုင်မယ်ပေါ့နော်ဆိုတော့ကျွန်တော်ဒီမှာတစ်ချက်ရေးလိုက်ပေါ့နော်ဘကိုးရေဘကိုးမှာအဆင်ပြေတာပဲကျွန်တော်တခုရေးလိုက်တယ်ပေါ့နော်Okayပြီးရင်ကျွန်တော်ရှေ့တို့ဆိုတာလေးကိုနှိပ်လိုက်ဒီမှာကျွန်တော်တို့ site ပြိုးတီးနိုင်တယ်ကျွန်တော်စရွေးလို့ရတဲ့နေရာတွေရောက်လာပြီပေါ့နော်ဒီမှာကိုကဘာ site လဲပေါ့ဒီမှာကျွန်တော်တို့ကာကြီးကနေပြီးတော့ဒီအားထီပေါ့နော်ကိုစိုက်တဲ့တီးနှံတွေကိုအစင်လိုက်ရှာလို့ရတယ်ပေါ့နော်အခရာလိုက်ဆိုတော့ဒီမှာတော့ကျွန်တော်ကျက်သွန်ပြူဆိုပြီးတော့ရွေးကြည့်လိုက်မယ်ပြီးရင်ကလစ်ပဲရွေးကြည့်လိုက်မယ်select
ရွေးကြည့်လိုက်မှာပေါ့နော်ကိုစိုက်သမျှစိုက်ပျိုးသီးနှံတွေကိုကျွန်တော်တို့ရွေးလို့ရတယ်ပေါ့နော်ပြီးရင်ကျွန်တော်ရှေ့တို့ဆိုတာလေးကိုနှိပ်လိုက်မယ်ဒီမှာကျွန်တော်တို့ကငါးလားနွားလားကိုမွေးမြူတဲ့အကောင်ကိုရွေးပြီးလို့ရတယ်ပေါ့နော်ဒီမှာတော့ကျွန်တော်နွားကိုတစ်ချက်ရွေးကြည့်လိုက်မယ်အကယ်၍မှကိုကရွေးထားတာကိုကမွေးထားတာမရှိဘူးဆိုလို့ရှိရင်ပဲဒီတိုင်းဘာမှမရွေးဘဲနဲ့ရှေ့တို့ဆိုတာလေးကိုစနေတော့လို့ရတယ်ပေါ့နော်ဒီမှာဆိုလို့ရှိရင်တော့ကျွန်တော်တို့အကောင့်ကိုအောင်မြင်မြင်ပဲကျွန်တော်ဖွင့်လို့ရပြီဖြစ်တယ်ပေါ့နော်ဆိုတော့ဒီဗီဒီယိုမှာတော့ကျွန်တော်ဒီလောက်နဲ့ပဲရလိုက်မယ်ပေါ့နော်နောက်ထပ်ဗီဒီယိုတွေမှာလည်းကျွန်တော်ကဒီ Facebook အကောင့်နဲ့ဘယ်လိုဝင်လို့ရမလဲပြီးရင်ကိုယ့်ရဲ့ Google အကောင့်နဲ့အကောင့်ဘယ်လိုဖွင့်လို့ရမလဲဆိုတာကိုဆက်ပြီးပြသွားမှာဖြစ်တယ်ပေါ့နော်ဟုတ်ကျေးဇူးတင်ပါတယ်